ဒီနေ့နှုတ်ဘတ်တော်အဖြစ်ဖျားသခင်စကားပြောတဲ့အရာကတော့အရာအလုံးကသခင်ကြောင့်129ခုမြောက်သောစာနာပိုင်းငယ်နှစ်စောစောထလျက်ညနေတီတိုင်အောင်မအိပ်ပဲနေလေပင်မစွာအစာစားလဲနေတော့လဲအချို့မရှိအိပ်ပျော်ရသောအခွင့်ကိုချစ်တော်မူသောသူအားအမှန်ပေးတော်မူ၏လောကကြီးထဲမှာလူရလို့ဖြစ်လာပြီးဆိုသင်အတွက်ဖျားသခင်ကသူ့အကြံအစီကြိုပြီးတော့ပြင်ဆင်ထားပြီးသားဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့လူသားတွေကတော့မိုးလင်းကနေမိုးချောအထိစာဝန်နေရတဲ့အတွက်ရုန်းကန်အသက်ရှင်နေရတဲ့အခါဥပါအတွက်ကြောင့်အသက်ရှင်နေရလေတော့မိသွားတတ်ပါတယ်ဖျားသခင်ကသူနဲ့မိတ္တရာဖွဲ့ဖို့လူကိုဖန်ဆင်းခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လူကသူ့အလုံးနဲ့သူရှုံနေပြီးဘုရားနဲ့မိတ္တရာမရှိတဲ့အခါလောကထဲမှာရုန်းကန်အသက်ရှင်နေရတာဖြစ်ပါတယ်တကယ်တော့အရာအလုံးကိုဖန်ဆင်းပေးထားတာကဘုရားသခင်ပဲဖြစ်ပါတယ်လုံးလုံးနိုင်တဲ့ကိုအားနိုးထိုင်ရတဲ့အခွင့်အိပ်ပျော်ရတဲ့အခွင့်ကျမ်းမာခွင့်အရာအလုံးကတို့ဘုရားသခင်ကြောင့်ပဲဖြစ်ပါတယ်အဲ့ဒါကိုတို့ဘုရားကိုတာ၍မဆွဲကင်ပဲကိုအားနဲ့ကိုမျက်စိဖွင့်တာနဲ့ရုန်းကန်နေရင်တော့သင်ပဲပင်မနေမှာဖြစ်ပါတယ်အဲကြောင့်သင်ကိုဘုရားပဲနေရာမှာထားကျေးဇူးတော်ကိုချီးမွမ်းပါအရာအလုံးကဘုရားသခင်ကြောင့်ဖြစ်လာတယ်ဆိုတာမမေ့ပါနဲ့ဘုရားထားတဲ့နေရာမှာလည်းဘုရားကိုပဲတာယူဆွဲကင်ပါကိုယ်တိုင်မယုံကပါနဲ့ဒီနေ့တာလုံးကိုယ်အလုံးနဲ့ကိုယ်အရှုံးမခံပါနဲ့ဘုရားနဲ့မိတ္တဟာ၌ပျော်မွေ့ပါအရောက်ချင်းစံကိုဘုရားသခင်ကောင်းချီးပေးပါစေ